1983ခုနှစ်နိုဝင်ဘာလမှာ analysis စိတ်ယောဂခံစားရတဲ့လူနာတွေရက်ဖြစ်လာတယ်။ဆရာဝန်ကသူမမှာဆိုင်ကိုစစ်စစ်ယောဂရှိနေကြောင်းတွေ့ရှိခဲ့ပါတယ်။အဲဒီနောက် analysis ကိုဒိုင်လန်တင်ဆေးတောက်နေတာရက်ခိုင်းပြီးပိုပြင်းတဲ့တက်ဂရီတိုဆေးကိုပြောင်းတောက်ခိုင်းခဲ့ပါတယ်။1985ခုနှစ်ဇူလိုင်လမှာတော့ analysis ရဲ့အလုံးထူးဆန်းတဲ့အပြုတ်မှုတွေကပိုပြီးဆိုးဝါးလာခဲ့ပါတယ်။သူမဟာတရေမှမအိပ်ပဲတညလုံးအတန်းချစ်တဲ့ဖျားစာတွေရွတ်နေခဲ့ပါတယ်။ပင်ပူတွေနဲ့ရင်းကောင်းတွေကိုစားတောက်ပြီးကျမ်းပြင်ပေါ်မှာကျနေတဲ့သူမရဲ့စီးကိုလည်းရှာနဲ့ရက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့နေရံမှာထိထားတဲ့ကက်သလစ်ဘာသာရေးရုပ်တုတွေ crucifix တွေနဲ့မြင့်မြတ်တဲ့ပုံတော်တွေကိုစတင်ဖျက်ဆီးလာခဲ့ပါတယ်။ analysis ရဲ့ညီမပြောပြချက်အရသူမဟာတာမန်ထက်ထူးခဲ့တဲ့ခွန်အားကိုရရှိနေခဲ့ပါတယ်။သူမကညီမဖြစ်သူကိုပင်လွတ်ပြစ်နိုင်ခဲ့ပါတယ်။ထို့ပြင်ပန်းဒီတစ်လုံးကိုလက်တစ်ဖက်ထဲနဲ့အသားလေးညှစ်လိုက်ရခန်းထဲမှာအစိတ်စိတ်အမောမပြန်ကျဲသွားတာကိုတွေ့ခဲ့ရတယ်လို့လည်းသူမကပြောပါတယ်။ analysis ရဲ့မိဘတွေကအပတ်နေရမှာကျွမ်းကျင်သူတဦးလို့ဖုန်းတော်ကြီးတွေကသတ်မှတ်ထားတဲ့ Father Rodewich ဆိုတဲ့ဖုန်းတော်ကြီးကိုပေးခဲ့ကြပါတယ်။အဲ့ဒီဖုန်းတော်ကြီးက analysis ဟာတရေဝင်ပူးနေတယ်လို့ပြောကြားခဲ့ပြီးနောက်ထပ်ဂိုင်းအုပ်ဆရာတော်ကြီးနဲ့ဆွေးနွေးကအပတ်နေမှုအတီးထူးချက်ရယူခဲ့ပါတယ်။ဒီအပတ်နေမှုကိုတော့ Father Rand ဆိုတဲ့ဖုန်းတော်ကြီးကစောင့်ခဲ့ခဲ့ပါတယ်။1985ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာ Father Rand က analysis မိုက်ချေကိုပထမဆုံးအကြိမ်အပတ်နှင်ခဲ့ပါတယ်။အပတ်နှင်နေစဉ်အတန်မှတ်တမ်းတွေလည်းရရှိခဲ့ပြီးအတန်ဖိုင်စုစုပေါင်း42ခုအထိရှိခဲ့ပါတယ်။ analysis ကသူမရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းဆိုးဝါးတွေကတကောင်ဟာ Fleischmann လို့ပြောပြခဲ့ပါတယ်။အဲဒီ Fleischmann ဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ခန့်ကအမေရိကန်ရှိခဲ့သူဖြစ်ပြီးဖုန်းတော်ကြီးတစ်ပါးလည်းဖြစ်ခဲ့ပါတယ်။သူဟာအလွန်ဆိုးဝါးတဲ့အပြုအမူတွေကြောင့်ဖះเจ้าကနေနှိပ်ထုတ်ခံခဲ့ရသူပါ။Father On နဲ့သူမိသားစုတွေက analysis ပြောပြတဲ့ Fleischmann အကြောင်းကိုကြားလိုက်ရတဲ့အခါအလွန်တုန်လှုပ်ခြောက်ခြားသွားခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း900ခန့်ကလူတစ်ယောက်အကြောင်းကို analysis ကဘလို့သိနေရတာလဲဆိုတဲ့မိကုံးကြောင့်ဖြစ်ပါတယ်။မေလမှာတော့ analysis ရဲ့အခြေအနေကပိုပြီးဆိုးဝါးလာခဲ့ပါတယ်။သူမဟာနေရန်ကိုကောင်းတဲ့ဆောင်တာကိုကြိုက်တာအခြားသူတွေကိုလိုက်ကြိုက်တာတွေလုပ်နေခဲ့ပါတယ်။ဒါကြောင့်မိသားစုကသူမထိထိုက်မှုမဖြစ်အောင်ကြိုးတွေနဲ့ချီထားခဲ့ရပါတယ်။အဲ့ဒီထဲမှာအဆိုးရွားဆုံးအရာတစ်ခုကတော့ analysis ဟာအစာစားဖို့ညှင်းဆန်လာတာပါပဲ။ analysis ရဲ့ခန္ဓာကိုယ်တွေကမကောင်းဆိုးဝါးပါသူမကိုအစာစားခွင့်လုံးဝမပြုဘူးလို့သူမရဲ့မိဘတွေကယူဆပြောဆိုခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့ analysis ဟာကို4ချိန်ပေါင်80အောက်ထိကျဆင်းပြီးအယိုးပေါ်အရည်တင်ခြေနေဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူမကိုကျိုးနဲ့ပြန်ကြည့်ဖို့ကြိုးစားတဲ့အခါတိုင်း analysis ဟာအလွန်ကြီးမားတဲ့ခွန်အားနဲ့ရုန်းကန်ခဲ့ပါတယ်။ဇွန်လ30ရက်နေ့မှာတော့ analysis ကိုနောက်ထပ်တစ်ကြိမ်အပနှင်ခဲ့ပါတယ်။ဒီတစ်ကြိမ်မှာ analysis ကကျေးဇူးပြုပြီးအပြစ်ကနေလွတ်ငင်းခွင့်ပေးပါတော့လို့နောက်ဆုံးအကြိမ်ပြောခဲ့ပါတယ်။နောက်နေ့မနက်မှာသူမရဲ့မိဘတွေကအခန်းထဲဝင်ကြည့်တဲ့အခါအသက်မရှိတော့တဲ့ analysis ကိုတွေ့ခဲ့ကြပါတယ်။စောပိုင်းမှာတော့သူမကိုစေကူတာခဲ့ကြပြီးမဲ့နောက်ပိုင်းမှာစေကူတာမှုနဲ့ပြန်ကောင်းလာနိုင်တော့မှမဟုတ်ပဲအပတ်နေတာကပိုကောင်းတယ်လို့သူမနဲ့မိသားစုကထင်မြင်လာခဲ့ကြပါတယ်။အဲဒါကြောင့်စေကန်းတွေကိုပင်မပြတော့ပဲအပတ်နေတာကိုသာအားစိုက်လို့ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့ analysis ဟာအပတ်နေမှု69ချိန်ပြုလုပ်ပြီးနောက်1986ခုနှစ်ဇူလိုင်လ1ရက်နေ့မှာအသက်23နှစ်အရွယ်နဲ့အစာငတ်မှုကြောင့်တည်ဆုံသွားခဲ့ပါတယ်။သူမရဲ့တည်ဆုံမှုမှတ်တမ်းမှာ analysis ဟာအာဟာရနဲ့ရေဓာတ်မလုံလောက်မှုကြောင့်တည်ဆုံခဲ့တယ်လို့ရေးသားထားပါတယ်။အလောင်းခွဲစိတ်စစ်ဆေးတဲ့အခါသူမရဲ့သွားများပြားကျိုးနေခဲ့ပါတယ်။ညက်ကွင်းတွေလည်းညိုနေပြီးလက်နဲ့လက်မောင်းတွေမှာပုံပဲ့တန်ရာတွေတွေ့ရပါတယ်။ဒူးကောင်းတွေလည်းကျိုးနေပြီးခန္ဓာကိုယ်မှာအခြားတန်ရာတွေကိုလည်းတွေ့ရှိခဲ့ပါတယ်။ခွေလွန်ချိန်မှာသူမရဲ့ကိုယ်လေးချိန်ဟာပေါင်68ပေါင်သာရှိပါတယ်။ analysis တည်ဆုံပြီးနောက်သူမရဲ့မိဘတွေကဖုန်းတော်ကြီးနှစ်ပါးရဲ့ပေါ်ဆမှုကြောင့်သူမတည်ဆုံခဲ့တယ်ဆိုပြီးတရားစွဲဆိုခံခဲ့ရပါတယ်။အဲ့ဒီအမှုကို1988ခုနှစ်မှာရုံးတင်စစ်ဆေးခဲ့ပါတယ်။ဖုန်းတော်ကြီးတွေကအပတ်နေမှုဟာလုံးဝအောင်မြင်ခဲ့ပြီး analysis ရဲ့ခန္ဓာကိုယ်ထဲကမကောင်းဆိုးဝါးထုတ်ခွာသွားကြောင်းအကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။တက်တည်ဖြစ်အတန်သွင်းထားတဲ့ဖိုင်တွေကိုလည်းဖွင့်ပြခဲ့ပါတယ်။ဒါပေမဲ့ analysis ဟာကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်တဲ့အခြေအနေမှာရှိနေတဲ့အတွက်စေကူတာမှုကိုအတင်းကျပ်ခံယူစေတဲ့နယ်လို့တရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။နောက်ဆုံးမှာတရားရုံးကတရားခံ၄ယောက်ကိုထောင်ဒဏ်6လဆိုင်းငံ့ထောင်ဒဏ်3နှစ်နဲ့ကြာခံစီရန်အမိန့်ချမှတ်ခဲ့ပါတယ်။ analysis ရဲ့မိဘတွေကိုတော့အပြစ်ဒဏ်မချမှတ်ခဲ့ပါဘူး။ဒီအဖြစ်ကိုတင်တို့ဘလို့မြင်တယ်လဲ analysis ကတကယ်ပဲအပဝင်ပူးနေတာလားဒါမှမဟုတ်စိတ်ဝေဒနာကြောင့်ပဲလားပရိသတ်တို့ရဲ့အမြင်ကိုလည်းကြွပြပေးခဲ့ကြပါဦး။ဒီနေ့တော့ဒီလောက်ပါပဲနောက်အကြောင်းအရာတစ်မှာပြန်တွေ့ကြမယ်